Hello ဒီတစ်ခါတော့ shopping mall တွေကဈေးတော့ခေါ်သွားမယ်ပေါ့နော်အထက်ရောက်မှဗီဒီယိုရိုက်ဖို့သတိရလို့ကိုမှပဲစရိုက်လိုက်တယ်ပေါ့နော်ဈေးနှုန်းလေးတွေကတော့နည်းနည်းများတယ်ဒီနိုင်ငံမှာကအသီးရွက်တွေကဈေးကြီးတယ်ပေါ့နော်အသားနဲ့ဈေးကတူတူလောက်ပဲဒါနဲ့လေတစ်ခါတလီလောက်တော့စားချင်တော့နည်းနည်းဒီလေးတွေအောင်အီးဝယ်ရတယ်ပေါ့ကွယ်လိုဝယ်လိုက်တယ်တမောတီလေးစားကြုံဝယ်ဒီမှာကျတော့လေသူကတံပြာသီးမရှိဘဲနဲ့ဒီလိုအသီးလေးတွေသူကကလမန်စီလို့ခေါ်တယ်ပေါ့နော်အဲ့တော့တေးသေးလေးနဲ့တော်တော်စိတ်ပြင်းနဲ့တော်တော်လေးကိုချင်တာတေးသေးလေးနဲ့ဈေးကလည်းမများဘူးဒီကောင်လေးကျအရင်တန်ဒါပေမဲ့မိကမွေလိုက်ဘူးကြည့်ပြီးတော့စက်သွန်ဖြူလေးဝယ်တယ်ညှုပ်သီးရဝယ်တယ်သူကမြန်မာဆိုတော့လေညှုပ်သီးကတော့ဆက်နေမှကြိုက်တယ်ဒီကလူတွေအလုံးဝအဆက်မစားနိုင်ဒါကတော့ဒီဟင်းရည်လေးတွေနဲ့တောက်တဲ့ခါဖြစ်ဖြစ်ကြော်စားဖြစ်ကောင်းတယ်ဆိုတော့အားလေးတစ်ထောက်ဝယ်လိုက်တယ်။သမီးကြီးကလည်းဒါလိုချင်တယ်တဲ့သူပြောနေ။ဒါကကောင်းကောင်းတိတ်မလုပ်တတ်ဘူးလုပ်ဖြစ်ရင်တော့လည်းအခြားအမေရအများကြီးလိုသေးဆိုတော့ဗောနော်မွေးတော့ဒါတော့ဟင်းရည်နဲ့လုပ်တော့ကိုဝယ်လိုက်တယ်။ဟေးဒါကတော့အရင်မဆက်ဘူးဒီကောင်လေးစားချင်လို့ဝယ်လိုက်တယ်ဗောနော်နှစ်ထုပ်ကလေးပြင်းနဲ့ပြန်စားဖို့ဟိုဘက်ကလည်းkimchiရတာလေ nice share ပဲ okay ဒါကတော့ကလေးကတော့တအားမွေချင်ဟိုမွေချင်ဒီမွေချင်သူ့ခြေထားရင်သူမကြိုက်ဘူး။တော့အရင်မွေစိန်လေးတကယ်မွေစိန်။အဲ့တိုင်းမှာထုတ်ကြည့်ကြည့်မနိုင်မနေမှလည်းသူ့လို့ချင်တယ်ဟိုတဲ့။အိမ်မှာရှိတယ်လို့ပြောလည်းမရဘူး။သူမနိုင်မနေမှနေတာပေါ့နော်။ဟောလီဝုဒ်ကာလာဆိုလဲဒါမျိုးရောင်းတော့သူကလိုချင်ပြန်ပြီ။တိတ်လာပြန်။တစ်ခုလည်းမဟုတ်နှစ်ခုလည်းမဟုတ်သုံးခု။ဟောလောက်ပြန်အယုတ်ကြီးသေးလာပြန်ပါပြီနောက်ကြီးလာမှနောက်မှဝယ်ပြီးတော့မယ်ကွအရန်စင်းများတယ်မွေးနိုင်သေးနောက်မှဝယ်ပြီးမယ်ဆိုပြီးတော့မှချော့ပြီးတော့ပြန်ထားခဲ့လိုက်ရတယ်ပေါ့နော်သူကတော့အရန်လိုချင်နေသူ့ဖေလည်းထိန်းလို့မနိုင်တော့ပါဘူးခြိထားရင်လုံးဝမကြိုက်ဘူးโอเคရေချိုးဖို့အတွက်ဆက်ပြဆိုလို့ဝယ်လိုက်တယ်ပေါ့နော်အင်းလေးရောက်သုံးလိုက်တော့သူနဲ့မတည့်ရဘူးအမေပဲသုံးလိုက်ရတယ်သူတို့ချားတစ်ခုပြန်ဝင်ရတယ်ကောင်းမယ်ထင်ပြီးဝယ်တာစင်ပြေဖြစ်နေဟိုကြည့်ဒီကြည့်ရှောက်ကြည့်ပါကွာအမကြည့်နေနဲ့အယုတ်ကလေးတွေ့တော့ဒီလေးကန်ကြည့်ရှေ့ကလိုကြည့်လို့ပြန်